မင်္ဂလာပါကျွန်တော်ကတော့မန်လေးရတတူးဆရာကိုငချမ်းဖြစ်ပါတယ်2015-16လောက်မှာတတူးစထိုးခုချိန်ထိပဲပေါ့တတူးထိုးရဲ့တသန်းဆိုရင်တော့10နှစ်လောက်ရှိပါပြီဖြည်းဖြည်းလေးနာမည်ရလာပြီးမှဒီလောကထဲမှာပဲအလုပ်တစ်ခုလိုပဲဖြစ်သွားတာပဲဟုတ်လက်တလောကတော့ပြည်တွင်းပွဲတွေကတော့ဒိုင်ဖြစ်ဆောင်ရွက်ပေးနေတယ်ဗျဟုတ် black gray တွေ shading လေးညံ့အောင်ရေးရတာတို့ color လေးတွေပြမှန်နေထည့်ရတာတို့အဲ့ဒါလေးတွေကကျွန်တော်တို့တော့အနုပညာလုံနေရတယ်လို့ဒီကောင်သွေးနဲ့လုံရတဲ့အလုပ်ဖြစ်တော့ဗျာအခင်းနေရစားကူးဆိုင်ရတယ်စက်တွေပါတယ်တော့ကျွန်တော်တို့သုံးပြီးရင်တော့ဒေချာလေး grade တွေပြန်ပတ်တာပိုးလေးတက်ပေးရတယ်ပေါ့အဲ့တော့တတူးထိုးပြီးရင်တော့နေလောင်မခံနဲ့စက်ပြမတိုင်းနဲ့ပေါ့ပင်လယ်စာလေးတွေရှောင်ရားရံစေမဲ့အရာလေးရှောင်ပေါ့တစ်ပတ်လောက်ဆိုရင်တော့သူကစကွာဖြည်းဖြည်းအသားနဲ့အင်းနဲ့ရောထွေးပြီးတော့ငြိမ်ဖို့ကကြတော့တလာနီးပါးလောက်တော့ကြာတယ်ဗျဟိုကိုကဂျပန်လေးကိုကြိုက်တယ်ဆိုရင်ဂျပန်လေးထိုးတာအာတန်နဲ့တူရှိသွားတာပိုကောင်းမယ်ဗျတချို့ကြတော့ဒီတတူးဆရာနာမည်ကြီးတယ်ဆိုပြီးတော့အဲ့တတူးဆရာရှိသွားထိုးကြအဲ့တတူးဆရာဘယ်လိုင်းအာတန်လဲမသိဘူးဆိုတော့သူတို့ဖြစ်ပြီးတော့ကိုလိုချင်တာနဲ့ကိုရတာနဲ့လွဲသွားမှာဆိုလို့ဗျတေးသေးလေးကနေနောက်တစ်ဖြည်းဖြည်းပြန်ထိုးကျင်တယ်ပေါ့ရှည်သေးရင်တော့မထိုးတာကောင်းတယ်ပေါ့ဗျာအသက်မပြည့်သေးတဲ့လူတော့အဲ့ဒါတွေတော့လုံးဝမထိုးပြရပါကျွန်တော်တို့လာမဲ့2026 6လပိုင်းမှာကျွန်တော်တို့မြန်မာတတူး expo ပွဲရှိပါတယ်ဒီကိုမောင်နှမတွေအများကြီးပဲရှိပါမယ်အဲ့မှာလည်းတတူးချစ်တဲ့သူတွေရောတတူးလေးလာခြင်းတဲ့သူတွေရောတခြားနယ်ပယ်ကဒီတတူးကိုချစ်တဲ့သူတွေရောအကုန်လုံးလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့